Hello အားလုံးပဲမင်္ဂလာပါရှင်အခုဆိုရင်တက်မောပါပေါ့နော်ပြန်ပြီးတော့တက်နီးလေးပြန်ပြောပြမယ်နော်ရွှေချေပေါင်းကြီးတင်ပေးပါမယ်နော်အခုချိန်မှာကျတော့ရွှေချေဘယ်လိုပေါင်းမလဲဆိုဒီနေ့ပေါ့3ခုပေါင်းတာတင်ပေးမယ်နော်3စစ်ပေါ့ဥပမာအနေနဲ့3ပဲနဲ့ .3 ပြီးပါရေ4ချက်9ပဲနဲ့2ရွေးနောက်တစ်ခုကကြတော့6ပဲနဲ့1ရွေးအဲ့3ခုပေါင်းမယ်ပေါ့နော်အဲ့ဆိုရင်ဘယ်လိုပါမလဲဆိုတော့သူကရွေးချင်းပေါင်းမယ်ပဲချင်းပေါင်းမယ်ဒီမှာကြာရွေးအဲ့တမို့ပြန်ပြပြမယ်နော်အဲ့ဆိုရင်ရွေးချင်းပေါင်းမယ် 0.3 အပေါင်းပြီးွားရေဒီမှာ2ဆိုတော့2ကိုပေါင်းမယ်2အပေါင်း1အပေါင်းနော်အစား8အပေါင်းတမို့တင်ပေးထားရလေရွေးစား8အပေါင်းပဲစား16အပေါင်းကြက်အမြောက်စီလုံးတပေါင်းမယ်ဆိုရင်ကြက်အမြောက်စီလုံးမဟုတ်တော့ဘူးနော်အဲ့ဆိုရင်ရွေးပေါင်းမယ်ပြီးပဲဘယ်နဲ့ပဲလဲ3ပဲအပေါင်း9ပဲအပေါင်း6အပေါင်းပဲအစား16အပေါင်းကြက်ကဘယ်နဲ့ကြက်လဲဒီမှာ4ကြက်ဆိုတော့4ကိုပေါင်းမယ်အဲ့ဆိုရင်ဒီမှာပထမဆုံးထွက်တာဒီဘယ်နဲ့ကြက်လဲဆို5ကြက်အနှုတ်5အမြောက်16 5ကြက်နဲ့ဘယ်လောက်လဲဆိုတော့5ကြက်တာအတိရပါမယ်နော်ဒါတွေအကုန်လုံးပေါင်းလိုက်တာအခါမှာတဲ့5ချက်တာအတီးရောက်ပါမယ်တဲ့နော်အဲဆိုရင်ပေါင်းကြည့်လိုက်ပါဦးနော်ဖုန်းနဲ့လေလေးကိုပေါင်းမယ်ဆိုရင်ပေါင်းလို့ရပါတယ်နော်ဟုတ်ကျေးဇူးတင်ပါတယ်